င်္ဂလာပါအညာမျိုးကိုလွမ်းနေဆိုတဲ့အချင်းလေးကိုညီမလေးတယောက်တော့ဆောင်းထားပါတယ်ချင်းလေးမှာဒီဆရာမင်းကျွန်းစုဒီဆိုတော့နိုင်နေအောင်ပါငယ်ချင်းတွေအားလုံးထပ်တူခံစားပေးပါနော်ဒီချင်းလေးရောက်ပြီဆိုရင်လေးလွမ်းနဲ့မွေးရမည်ငါကိုလွမ်းမိတယ်ဒီချိန်လောက်ဆိုတမာရီလက်ပွင့်လောက်ပြီးအလွမ်းလေးအိုးအိုးတီးပွဲဆိုတဲ့ပြန်လေကြောင်းရောက်လွမ်းမိပြန်လေယူကြီးမှမပြောတော့လေဘဝကြီးမှန်းချက်တစ်ခုကြောင့်အညာကိုခွဲခဲ့တယ်ဒီဝေချက်တွေအောင်မြင်တော့နေ့တစ်နေ့မှာချစ်သူတန်တော့အတီးလန်းလောက်နေတိုင်းနေတစ္ဆာပြောင်းလဲပါဘူးသူတယောက်တမွေးပါအကူမကွေးမျိုးညဆွန်စီဒီမှာတကူယေရှုတို့ဆုတော်လို့တိမ်မှာပါနှုတ်ကင်းသာတမမို့လဲအစုံမဲ့လွန်စေချမ်းလေးပြီးလူရသည်ရောက်ရင်လေညာမြေစီကိုနေညူတိုင်းမှာလွမ်းစိတ်ပြီးမဖြစ်ရှင်ဒီနေ့မှမပြန်ဆုံးမဲ့တနောင်းဘိတ်ကဆောင်နေငယ်ချီဦးရဲ့ပြန်လာပါမယ်အချိန်ကနော်လေးဆောင်မသူပြန်ဆုံးဖို့မဝေးတော့ပါဘူးပြန်လာတဲ့ငွေဝေးရမည်စီရောက်ပြီဆိုရင်လေးလွမ်းနဲ့မွေးရမည်အညာကိုလွမ်းမိတယ်ဒီချိန်လောက်ဆိုတမာရီလက်ပွင့်လောက်ပြီးအလွမ်းနဲ့အိုးအိုးတီးပွဲဆိုတဲ့ကျန်လေချောင်းရောက်လွမ်းမိပြန်တယ်ယူကြီးမှမပြောတော့လေဘဝမှန်းချက်တစ်ခုကြောင့်အညာကိုခွဲခဲ့တယ်ရွေချက်တွေအောင်မြင်တော့နေ့တစ်နေ့မှာချစ်သူထံတော့အပြေးလန်းလောက်နေတိုင်းလေးလက်တော်ပြောင်းလဲပါဘူးတို့တယောက်တကူရေးပါအကူမကွေးမျိုးမြဆွန်စီဒီမှာတကူယူစုတို့စုတော့လို့ချိန်မှာပါအနှုတ်ကင်းရောတမမှုလဲအလွယ်နဲ့ဆုံးတဲ့ချမ်းလေးပြီးလူရသည်ရောက်ရင်လေအညာမြေစီကိုနေညူတိုင်းမှာလွန်စိတ်ဒီမဖြစ်ဒီနေ့မှပြန်ဆုံးမဲ့တနောင်းပင်ရိတ်ကဆောင်နေငယ်ချီဦးရဲ့ပြန်လာဝမယ်အချိန်ကနော်လေးစောမသူပြန်ဆုံးဖို့မဝေးတော့ပါဘူးပြန်လာခဲ့မေဝေးရမည်စီအားလုံးကျေးဇူးတင်ပါတယ်